Hello brother အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ AK ခေါ်တာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော် Minecraft ထဲမှာ9ရက်အသက်ရှင်သွားမှာဖြစ်ပါတယ်စားစရာလုံးမပဲပေါ့နော်ကျွန်တော်ဒီမှာကြီးမှန် view ရမရှိတဲ့အတွက်တော့9ရက်ပဲလုံးဝဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးမစခင်မှာကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ဆိုတော့ let's go ဆက်လက်ကြအောင်ကျွန်တော်ရင်ဆုံးတစ်ပင်ခေါ်ရမယ်ပေါ့နော် Minecraft ဆိုတာတစ်ပင်ခေါ်ပြီးစားရတဲ့ game ကြီးကြောင့် yes ခေါ်မယ်ဒါMinecraft 9ရက်ကခက်ခဲမဲ့ပုံတော့မပေါ်ပါဘူးကျွန်တော် easy လို့ကိုယ်ပေါ့နော်ဒါပြီးတိုးလိုက်ရှာရမယ်ဗျတိုးလိုက်ရှာရမယ်နော်တိုးကအရေးကြီးရပါ brother တိုးမရှိ냐ပဲတော်ခက်ခဲပြတာပေါ့နော်ကျွန်တော်တိုးလိုက်ရှာမယ်ဟိုဒီမှာဝ Mr. Pit bro ခဏရ okay ကျွန်တော်တတ်မယ်ပဲကျွန်တော်တိုးလိုက်ရှာမယ်ပေါ့နော်ဟိုတိုးတတ်မယ် let's go တိုးတတ်မယ်တတ်ရော့တိလိုက်တော့ bro တိလိုက်ပါကျွန်တော်3ဝေးလေးပေးပါ please ရပြီတီးသွားပြီဟိုဒီမှာ Mr. Pit ကျွန်တော်ရင် crack လိုက်အောင်မယ်ပေါ့နော်လေးတော့ပြီးကျွန်တော် okay friendly ပဲ crack ပြီးပါဆိုတော့ဟုတ်ချမယ်ပြီးရင်ကျွန်တော်stick ပေါ့တုံချောင်းလေး crack လိုက်မယ်လေးချောင်းပြီးတော့ pick up crack ပြီးတော့ pick up ပဲ crack တူတော့ bro ချ okay ချတူတော့ရပြီ bro ဆိုတော့သုံးဝင်တစ်ခုရပါတော့တစ်ခုပဲကျန်တော့တယ်ရှာမယ်ဟိုမစနော်တော့ပစ်တရားပစ်တဲ့ခေါင်းပေါ့နော်တတ်မယ်မျိုးတတ်မယ်ရမျိုးကောင်းနေခဏဒီ bro ဒီကြည့်လို့ bro ဒီကြည့်ဒီကောင်ကွာချီဒီကြည့်ဟုတ်ပြီ bro AK ခေါ်တဲ့ channel subscribe လုပ်ထားတယ်မလုပ်တော့ဘာလာပြောလာလဲဟာဒီကောင်လည်းမရိုင်းသွားပြီကွာကောင်းကင်ပြောလေကွာကောင်းကင်ပြောလေနားလေဦးလားဆောင်းသွားဘာလာပြောလဲ AK ခေါ်တဲ့ channel subscribe လုပ်ဘာလို့ subscribe မလုပ်တော့လားကွာထားတော့လို့ထင်းနေလားငါ channel subscribe လုပ်တိုင်း poke တက်မယ်တင်းနေချချမိုက်ပြီရို့ဘိုင်းတော့တိတ်မစားသေးဘူးဟိုမတော့သူ့တော့တမေးကြည့်မယ် brother ဟိုဒီကြည့်ပါ brother မပြီးနေဟာဟေ့မပြီးနေလို့လာရိုးငါမေးရာလုံးတော့မနော်ကွာတက်မိတော့မယ်ဘယ်ဟိုငိမ့်ပဲ brother ချီရဘာဖြစ်နေပဲโอเคရပြီဒီဝက်မာတာကျွန်တော်မေးမယ်ဟိုတော့ဇက်လူသားတော့ခိုင်းမြရလဲတုံးမခိုင်းတာတော့မခိုင်းနဲ့ဒီဟောပြီးပြီခဆွေးတွေတော့ခရင်းနေပဲခိုင်းလိုက် okay AK ခေါ်တဲ့ channel ကိုကျွန်တော်လုပ်ထားတယ်ကိုကြီးလိုက်ကြည့်မလားထားလိုက်တော့ရလောက်ထားရင်ပြီးရပဲဟိုခရင်းနေပဲမချမိမဖြစ်အောင်ရပြီမကျွန်တော် channel subscribe လုပ်ရလို့ဆိုတော့မတောက်ဘောနော်ကျွန်တော်ချမ်းသာပြီတက်ချမ်းသာပြီဘောနော်ကျွန်တော်အဲ့ရလုပ်ဖို့ဗျာကျွန်တော်အယောင်လေးကိုရနေပြီးမှပန်းနေနဲ့အယောင်ပြန်လုပ်လိုက်အယောင်လေးဖြတ်လာအောင်ပဲဗျအပြောင်းလို့ကျင်တာပြောင်းမတွေ့လို့အယောင်လုပ်ရတာပေါ့bro ကျွန်တော်အခုတိုးလိုက်ချင်ပါတော့တိုးဒီနေရာမှာတွေ့ဖို့ဆိုခက်ခဲရပါတော့bro ဟိုကြက်တက်တော့ပေါ့ထားလိုက်ပါမ pick ကျွန်တော်တိုးလိုက်ရှာမှာဒီကပေါ့နော်ကျွန်တော်ဘိုက်လည်းမစားဘူးပြန်တက်တာမကောင်းပါဘူးနော်ကျွန်တော်လေးပါလေးကူလိုက်အောင်အိုးဘယ်ခေါ်ပြလာလဲ what the fuck you do တော်မကျွန်တော်လည်းလို့ကြမှာ bro ကျွန်တော်တောင်းရတာပဲကျွန်တော်လိုင်းနဲ့သူ့ရဲ့လိုင်းနဲ့ပြချလိုက်တာပေါ့နော်ကျွန်တော်ဒီ day 1ကတော့ရှောက်သွားနေနေချိန်ကမလို့ထင်တာပဲ
ဘိုက်ကတော်တော်ဆန်နေပါလားဟိုဘိုက်ကနှစ်ခုတော့ရောနေပါစားတော့ဆန်နေပြီဆိုတော့ okay လိုက်သွားကြမလိုက်သွားကြဘိုက်ကတော်တော်ဆန်နေပြီမရတော့ဆိုရှိမတူ let's go bro ရှိမတူဟိုနှစ်ကောင်တော့ let's go ကျွန်ဒီကောင်ရင်တက်မယ်ဟိုအောက်ကကောင်တော့မတက်တော့တက်မင်းတိဟာထိုင်ပါ brother မင်းစီရရှိရဲ့ AKS Creator Channel subscribe လုပ်ထားလားဘာမလုပ်တော့စောပေါ်တော့နေတေးလိုက်တော့မင်းမတေးလိုက်တော့ဒိုးလိုက်တော့ရကျွန်တော်တို့ရှာပြီပဲလို့ကျွန်တော်အဲ့ရခရမယ်အဲ့ရအရေးကြီးရယ်အိုးကျွန်တော်ကန်ကောင်းနဲ့ကျွန်တော်ဗလာကျွန်တော်အဲ့ရပြီနော်ခရမယ်အဲ့ရရပြီအဲ့ရ let's go brother တို့ဒေးတူတော့ရောက်လာပြီပေါ့နော်ဆိုတော့အဲ့ရလေးဖြတ်လိုက်မယ်ကျွန်တော် let's go live ပြီးတော့ကျွန်တော်ဒီကောင်မိုင်းတွင်းရှာရတော့လို့ဘိုက်ကစာနေစားလိုက်တော့မယ်ကွာဒီokay သွားမယ် okay ကျွန်တော်မိုင်းတွင်းရှာဖို့ရှိရတယ်ပေါ့နော်ကျွန်တော်ဘာတော့တိတ်မရှိတော့ဘူးဟိုဒီမှာကျွန်တော်ဒီချက်တွေကပေါ့နော်ကျွန်တော်ပထမအောင်ဆုံး Minecraft update မှာဒီ Spider မှာပထမအောင်ဆုံးမြင်ဘူးတာပေါ့နော် Oh my god bro let's go တက်လိုက်မယ် shot oh my ဘာသာလို့ရေးကျွန်တော်တက်တာနှစ်ခုရပါတယ် let's go ဘာသာကျွန်တော်ဒီမှာအာမတီတို့လေးတွေ့ရပါတော့ bro အာမတီတို့လေးရှိစရာလေးပြကျွန်တော်ဒီနွားတွေတက်ခဲ့ပြီးတော့ဗောနော်ကျိုးတာရလို့ရှိရင်တော့အာမတီတို့ဆွဲရကြရှောက်သွားမှာဗောနော်ဝေးနေဘာတော့ဒီဝက်နဲ့ဒီဝက်ကဟုတ်ပြီဒီဝက်နဲ့ဘာကွာပါလဲ rather more ဒီချုပ်လာပြီဗောနော် okay bro ဟိုမှာစကလေးတန်ရဇွန်ပြီးတော့စကလေးတော့ပြတော့မယ်ပြေးကြပါဦးချက်တီဝိုင် bro မေးပြေး my god မလုပ်ပါနဲ့ဟိုစတမလုပ်ပါနဲ့ကျွန်တော်မြေကြီးတူးပြီးနေမရတော့ဘူးဘောနော်မင်း okay ဟိုလည်းပိတ်လိုက်အောင်မယ် okay မင်း please bro okay မောင်မဲနာမယ်မီးတွေ့မရသေးဘူးဘောနော်ဘိုက်လေမျက်လုံးကြီးလားမဟုတ်ပါဘူးဟောဒါမီးပြေးလိုက်မယ်မင်းရေးပြလိုက်မယ်အဲ့လိုလည်းမရလားဟိုလည်းဟိုဘက်တိုးလုပ်ကြည့်လိုက်မယ်ဘောနော်ကျွန်တော်တိုးကြည့်လိုက်မယ် K အဲ့တော့မယ်ဘောနော်အဲ့တော့မယ်ချလိုက်ပြီ good night day 2တော့ရောက် day 3ရောက်ပြီ K အဲ့လိုက်ဘောနော် day 3ရောက်ပါပြီဆိုတော့မိုးလင်းပြီလေမိုးလင်းပြီရောဒီဖြတ်လိုက်အောင်မယ်ဟုတ်မီလောင်နေဆိုမီ creeper အိုးဟိုတီတော့မယ်တဲ3နဲ့3ပဲကျွန်တော်ဘောနော်စကလင်တန်းလိုက်ပြနေရဘရိုပြေးရအောင်မယ်ကျွန်တော်စွန်ကြီးဝိုင်းလောင်းတော့မပြောကျွန်တော်တော်သေးရပါမီကြီးပဲတွေးလိုက်လို့တော့စွန်ကြီးဝိုင်းလောင်းတာခံရတော့ပြေးဟိုတော့ free fire လိုက်ရပြီ free fire တော့လိုက်ရပြီစကလီတဲ့ချိန်နဲ့ပြေးနေရပြီဘရိုကျွန်တော်ပြေးနေရပြီကဲကြပါဘရိုဘိုက်ကစားနေသေးရဘရိုကျွန်တော်ပြေးနေဟိုစကလီတော့တကောကဲကြပါဦးပြောကျွန်တော်စွန်ကြီးဝိုင်းလောင်းတော့မလို့ရအောင်ဘရိုokay ဒီတော့ဒီပါစားရမှာမလိုက်တော့ပါမလိုက်တော့ခေပါစင်ပြေပါပြီOkay ကျွန်တော်ဘာလို့လဲရှောက်သွားနေမှာမိုင်းတစ်ခုတွေ့ရပါတော့ဆိုတော့မိုင်းတူလိုက်မှာနော်အိုင်ယွန်လေးဒိုင်မွန်လေးတွေ့ပါစေလို့ဒီခိုးရတွေ့ရပါတော့စလာချင်းခိုးရင်တူပါမယ်ကျွန်တော်မီးတိုင်ရအောင်လို့ပါ
ခွေတူးပါမယ်ကျွန်တော် iron လေးနဲ့တူတူ iron လေးတူးရတယ်ပေါ့နော်ဒီတော့မီးတိုင်းလေးရရပေါ့နော်ကျွန်တော်အောက်ဆင်းကြည့်မှာပေါ့နော်ဒါကတော့ကျွန်တော်လိုအပ်မှတော့ကျွန်တော်နည်းနည်းကက်စီယုံအာယုံ bro အာယုံကျွန်တော်မီးထွန်းလာမှာပေါ့နော်အာယုံတူဆိုဒီမှာလည်းအာယုံနေပဲဗျချက်ကြည့်ရင်တော့မသိတော့ဘူးပေါ့နော်ကျွန်တော်အာယုံနေရဒီမှာအာယုံ okay ညလုံးကောင်းပါတယ်ကျွန်တော် Minecraft လေးရပြီအာယုံနေ bro တို့ရေအာယုံနေ okay ကျွန်တော်ဘာရှေ့မှာဆက်ရှာရရပါတော့ကျွန်တော်မင်းထုံးလိုက်ပါမယ်။ဦးမအာယု what the first bro ဒီကျောက်ဒီ twin ရပါတော့တကယ်အာယုံပေါ်များရဲ့ twin ပေါ့နော်။ကျွန်တော်တို့အိုးဘာတော့ diamond တွေ့လိုက်ရကျွန်တော် diamond တွေ့လိုက်တယ်ပေါ့နော်။ဒီမှာ diamond ရပြီ brother တို့ရေးကျွန်တော် diamond ရပြီ oh my god ရှေ့ကျွန်တော် diamond ရပြီပေါ့နော်။အိုးနေအိုးရောင်မျိုးပေါ့နော် pick နဲ့တူမျိုးstone pick နဲ့မတူကျွန်တော် iron pick လောက်ပါဘောနော်ဘာလို့ကျွန်တော်ဒီမှာအကုန်လုံးလိုရတာလောက်ပွားပြီပေါ့နော်ကျွန်တော်အခုထက်ရှာပါမယ်ကျွန်တော်ခုနက diamond iron pick နဲ့တတူမယ်ပေါ့နော် let's go ဒီတော့မီးထွန်းလာမယ်ပေါ့နော်ကျွန်တော်လင်းတင်ဟိုအောင်မှာ diamond နောက်တစ်ခု diamond နေနောက်တစ်ခုရှိသေးရဲ့ဗျ oh my god ကျွန်တော်မှာ iron pick နဲ့တူမယ်ပေါ့နော်ဟိုရောမိုက်ရဘရိုကြီးကျွန်တော်ဒီ minus သေးလေးကကျွန်တော် diamond နေရမယ်လို့မထင်တော့ဘူးပေါ့နော် oh my god bro တို့ diamond ရှမ်းမိုက်တွေပြော diamond ရပါပြီ brother တို့တော်တော်လေးရောပေါ့နော်ကျွန်တော် diamond ရဖို့ဟိုအနက်ကြီးတော့လာတာပေါ့နော် diamond ရတော့အရင်ပြောပါတယ်ဟိုမှာလည်းတက်ဖို့လည်းရှိသေးတယ်ပေါ့နော်ကျွန်တော်ပြန်မတက်ပါတော့မယ် yes diamond ရပြီကွာ diamond ရပြီကွာ hey brother တို့ကျွန်တော် diamond ရတော့ပြီ score ကျွန်တော်မှာ iron နဲ့လည်းကြိုထားရပါတော့ကျွန်တော်အခု iron နဲ့လည်းကြိုထားပါတယ် diamond ရပြီကွာ hey diamond ပြီးကျွန်တော် iron အမိုင် diamond အမိုင်ပိုပြန်ရအောင်လုပ်မယ်ပေါ့နော်ကိုကျွန်တော်ကြိုလိုက်ပါဦးမယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒါနောက်မှကျွန်တော်လည်းဖြတ်လိုက်တော့မယ်ဖြတ်ဖို့ရှိရင်ကျွန်တော် train တွေပဲလည်းဖြတ်မယ်ပေါ့နော်ပြီးအပေါ်မှာပဲပြန်ကြိုတော့မယ်ပေါ့နော်ဝိုင်းပြန်ကြိုတော့မယ် okay let's go တက်မယ်အိုးနေမောင်းနေနေကျွန်တော်မိချိုးလိုက်မယ်မတို့သေးပါဘူးကျွန်တော်ထိုးနိုင်ကောင်းလားဒီမောင်းဒီတက်လာအောင်မယ်ဘာမြင်ရတော့ဘရိုမိထိုးမရတော့မယ်ထိုးလိုက်မယ် let's go my god ကတက်မယ်ကျွန်တော်ရဲ့ဘာတုံးစင်တက်မယ်ဘောနော် let's go cobblestone let's go ဒီချာအပေါ်လေးပါလေးကြည့်အောင်တော့ဒီနားလူဆင်းလိုက်မယ်ပြီးကျွန်တော်ဒီရှိလေးမှာတော့တူးလိုက်မယ်ဗျာနော်ချိန်ကြီးကြီးကဒီဘက်တူးလိုက်မယ်ဗျာကြာလို့ဒီကားလိုမျိုးပုံစံဖြစ်အောင်လုပ်ပြီးတက်သွားလိုက်မယ်ချိန်ကြီးကြာလို့ဒီဘက်ခုံဝဲဒီဘက်ပြန်ခုံဝဲ okay ဒီဘက်ခုံဝဲကျွန်တော်အကွက်တွေတုံးရတက်ပြမယ်နော်ကြည်လားကျွန်တော်ရဲ့ဘယ်ညစမကလည်းညစံတုံးလိုက်မယ်ပေါ့နော်တက်မယ်အော်ချီမင်းတက်ပါဟာပေါ်မှာမိုးချုံနေလားမသိတော်မောင်းနေဗျပေါ်မှာမိုးချုံနေတယ်အဲ့ဒါတော့ဒီဖို့ရောက်တော့ yes brother ကိုကျွန်တော်ဒီမှာမိုးချုံနေပြီပေါ့နော်ညရောက်နေပြီဆိုတော့ကျွန်တော်အဲ့ဒါတော့ဒီဖို့ရောက်ပြီပေါ့နော် so very happy bro တို့ရေးကျွန်တော် so very happy ပေါ့ကျွန်တော်အရင်ပြောနေပါတယ်ဒီဖို့ရောက်ပါပြီမိုင်းတို့ရဒီဖို့ရောက်သွားတယ်ပေါ့နော်ဘာလို့လဲအဲ့တော့yes good night very happy ကျွန်တော် day 4ရောက်ပါပြီကျွန်တော် day 4ရောက်လာပြီပေါ့နော်ဆိုတော့ကျွန်တော် day 4မှာဖိုက်ဆက်လုံးမလဲခရီးနေမှဖြတ်လိုက်မဖြတ်တော့ပါဘူးကျွန်တော်ဒီမှာရှိတယ်မေ့ပြီးဖြတ်တော့မယ်လုံးလားအဲ့မပြတ်သွားဘူး
ဆိုတော့ကြည့်လိုက်အောင်မယ်ရှော့သွားမယ်ပေါ့နော်ကျွန်တော်ရှော့သွားလိုက်အောင်မယ်ပေါ့နော်ကျွန်တော်ပြီးမှခရမယ်ပေါ့နော်ပါရွာလေးပါလေးများတွေ့လို့တွေ့ညာကြည့်လိုက်တော့သူရွာလေးပါလေးများတွေ့လို့တွေ့ညာထောင်းမှာဖြစ်ပါတယ်ကျွန်တော်အာရုံနေပြီးဂျုံမယ်ပေါ့နော်ဂျုံလိုက်အာရုံချဲလိုက်မယ်ကျွန်တော်မှဂျုံနေပေါ့နော်ကျွန်တော်ပြီးမှကျွန်တော်ဘာညာရှော့သွားကြည့်မှာပေါ့နော်ကျွန်တော်ရှော့သွားမယ်ခရက်ဒီဘယ်ဒီမှာချပြီးရကျွန်တော်တခါတည်းပေါ့နော်အမိုင်ခရက်ဒီလိုက်တော့မှာဗျာကျွန်တော်အိုင်ရောဘူရပြီဒိုင်မွန်စ်ခုအိုးဆောင်းပြောနေဘရသာတို့ကျွန်တော်ရမ်းပြောနေပြီပေါ့နော်ရမ်းပြောနေဘရသာတို့ရေးကျွန်တော်တခုပဲကျွန်တော်ရပါနော်တခုပဲကျွန်တော်ရဘရသာတို့ရေးကျွန်တော်ခရမယ်ဒိုင်မွန်အလုပ်ခရမယ်ဟာအင်းကြီးခရဘူးဗျာဒရုန်းလိုပါတယ်ဆိုတော့ပေါင်းမီအိုးတော့ဝက်ခရလိုက်ဗျာနော်ပေါင်းမီလည်းခရရအိုင်ရောအဲ့ဒါပေါင်းမီခရမယ်အင်းကြီးခရမယ်အင်းကြီးခရလိုက်ဗျာကျတော့ခရလိုက်ပြီပြီးကျွန်တော်အိုးတော့ဒိုင်မွန်အိုးတော့ခရမယ်ဒိုင်မွန်ဟဲမပ်ကျွဲခန့်ကျွဲကြီးပုံစံရှိုးလိုက်ပါသားတို့ပြီးကျွန်တော်တို့ဒီမှာဒိုင်မွန်3တုံးဒိုင်မွန်နဲ့တော့အိုင်ရော3တုံးပေါ့နော်ဟာဘရာသာဘာမှခရလို့မရတော့ဘူးကွာချီဘာမှခရလို့မရတော့ဘူးဘာမှခရလို့မရတော့ဆိုတော့လေကျွန်တော်ဆက်သွားမယ်ပေါ့နော်ကျွန်တော်ထက်ရှာမယ်ပေါ့ထက်ရှာတော့မှာပေါ့ဖြတ်လာအောင်မယ်စကိုဘရာသာကိုကျွန်တော်အခုရှောက်သွားနေတယ်ဒေတာပေါ်တဲ့ဖြက်ကြီးတွေ့ရပေါ့နော်ဒါနဲ့ပေါ်ပြက်ဒီမှာမရှိမလဲပေါ့နော်ချက်တယ်မှာကျွန်တော်တက်ချကြည့်မယ်ဘက်ကလည်းစားလားမစားဘူးတိုင်းမှာစားလိုက်မယ်ပေါ့နော်ဆိုတော့အဲ့စားမယ်ပေါ့နော်ဦးချက်တော့တွေ့တယ်ချက်တယ်မှာမရှိမလဲရှိုးလိုက်ကြအိုးအချမ်းမလို့ပြီးသားကိုရချက်ပလေးလေးပါတယ်ပေါ့နော်ပြီးတော့ဒီမှာပစံရပေါက်စုပါရရပေါ့နော်ပြီးကျွန်တော်ခိုးရပါရရပေါ့နော်ဘာပြီးကျွန်တော်ဒီမှာတော့ကျွန်တော်ဒီမှာ Obsidian ကျွန်တော်ယူခဲ့ရပါတော့ပြီးကျွန်တော်တို့ဒီမှာရွှေတုံးတုံးတွေ့ရဗျရွှေတုံးတုံးတိုင်းယူမယ်ခေကျွန်တော်ဆိုဘောင်းမီရောကောင်းခရလို့ရတော့တယ်ဗျရွှေတုံးနဲ့ဆိုတော့ဘောင်းမီရောကောင်းခရလို့ရတယ်ပေါ့နော်ကျွန်တော်တူလိုက်ပါအောင်မယ်ကြည့်ရအောင်နော်တော့ယူမယ်စကိုဘာလို့တော့ကျွန်တော်တူးလို့မရဘူးပေါ့နော်ဒီမှာကာလိုက်ပါမယ်ကာပြီးလို့ရှိရင်ကျွန်တော်တူးလိုက်ရပါတော့ရပြီစံဒီဘောမတက်သေးဖြတ်လိုက်မယ်ဗျကျွန်တော်အန်တရယ်များရပါတော့လေတကွာဒီရရပါတော့ပြီးကျွန်တော်ရွှေတုံးရောက်ပါပြီ yes ရွှေရောက်ပါပြီဘောနော်ကျွန်တော်ရွှေရောက်ပါဆိုဘောင်းမီခရမှာဖြစ်ပါတယ်现在快乐的网友比例是大家打仗了，但那比例上升的感觉让人จับได้ကိုရပေါင်းပြီးလေကိုရပြီးသွားပြီဆိုတော့အဲ့ပါပဲကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ဖက်နက်ပဲလိုရပါတော့ကျွန်တော်အောက်ကဟိုဖက်နက်ပဲလိုရတယ်ဒါဆိုရင်တော့ကျွန်တော်ညီမထားတဲ့ iron ထက်တော့မြင်းနေဟာတွေရသွားတယ်ပေါ့နော်ကျွန်တော်ဆိုတော့ဒါပေမဲ့ကိုကျွန်တော်လက်ချလိုက်ပါအိုးမိုင်းတွေတော့ထူးဆန်းနေပါတော့မိုင်းတွေအိုးပြုတ်ကြပြီမောင်မင်းနိုင်မိုင်းတွေ what the fuck ဟိုကျွန်တော်မှာอุ้ยခိုးတယ် bro ခိုးတယ်
ပြီးတော့တူမယ်။ iron let's go bro iron ရပြီ bro ကျွန်တော် yes ကျွန်တော် iron တော့မတူဘူးကျွန်တော်ဟိုကောင်မှကျွန်တော်ခိုးတူလာမှာပေါ့နော် iron တော့မတူဘူးဆို iron တိကျတူချင်လို့ပေါ့နော်ကျွန်တော်ခိုးတွေကိုတူနေရပါဒါခိုးရတဲ့နောက်မှာလည်းရှိမှာပေါ့အောက်မှာတွေ့ရသေးတယ်ကျွန်တော်တူမယ်ဗျာတူမယ်အားရှိသေးရဗျာခိုးရအောက်မှာပေါ့နော်တူလိုက်တော့ဗျာကျွန်တော် iron နဲ့ပြန်နေကြတူပါမယ်ဟိုတရုံးနှစ်တုံး3တုံးဘရို4တုံးတော့ဗျာစူပေါင်း4တုံးပေါ့နော်4တုံးရင်တော့ let's go ဟိုတုံး yes 5တုံးရှောင်းပြောပါပြီ5တုံးတော့ဒီ1တုံးဟိုဒီ1တုံးဖြတ်တိကျဖြတ်မယ်ဟာနည်းအောက်ဖြတ်လိုက်မယ်ဗျာ yes ကျွန်တော်ပနခုရပြီးပိုတော်များအောင်မယ်ပေါ့နော်ဟိုကျွန်တော်6ခုတော့ရပါပြီပေါ့နော် very so happy ပေါ့နော်6ခုရောရပါပြီကျွန်တော်ကြိုအောင်မယ်တက်မယ်ကျွန်တော်တော့ကြိုပြီးတော့ကျွန်တော်အဲ့ iron ကိုတော့ကြိုပြီးသွားရတယ်ကျွန်တော်ဖနက် create ပြီးဖနက်ကိုတော့ဘွားနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ် brother တို့ထောက်ကြည့်ပြပါအောင်ကဲ brother တို့ကျွန်တော်အခုဒီမှာကျွန်တော်ဖနက်ပြီးခရမယ်ပေါ့နော်ကျွန်တော်ဖနက် create တော့ပါမယ်ဖနက်ရပြီကျွန်တော်မိုက်ပြီပြကျွန်တော်ရီမလာတဲ့တော့ပေါ့နော်ကျွန်တော် iron လောက်ပဲရီမလာကျွန်တော် diamond တို့ကျွန်တော်ရသွားပြီပေါ့နော်ရမ်းပြောသွားပါပြီကျွန်တော် iron လေးပဲ create ရတယ်ပေါ့နော်ကျွန်တော် diamond လေးပဲ create ချင်မှလည်းကျွန်တော်မျိုးလုံး create တော့ပါဘူးဆိုတော့ကျွန်တော် design လေးပဲထားလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်မိုက်တယ်ဗျာကျွန်တော်မျိုးလင့်ထားတဲ့ကိုပို့ပြီးတော့ရသွားတယ်ပေါ့နော်ဆိုတော့ trolley လေးပြောပါတယ်ကျွန်တော်ဒိုင်းကလေး create လိုက်ပါအောင်မယ် okay so happy ကျွန်တော်ခုကျွန်တော်အတန်ဒါဗီဒီယိုအက်တစ်ပြီးသားပါကျွန်တော်အတန်ပြန်သွင်းတာပေါ့နော် day 5ရောက်တော့ day 5ရောက်တော့ကျွန်တော်စောင်းပြောပါပြီ yes day 5ရောက်ပြီ go bro yes day 5ရောက်ပြီပေါ့နော်ဟိုကျွန်တော်ရဲ့ final result လေးကို show လိုက်ပေးပါအောင်ကျွန်တော် final result ရအောင်ကျွန်တော်ဖနက်တော့ကိုရဖနက်ပေါ့နော်ဘောင်းမီကတော့ရွှေကိုရဖနက်ကတော့ကိုဖနက်ပေါ့နော်ကျွန်တော်ဘောင်းမီကတော့ရွှေအောင်ကိုအားရဖနက်ပေါ့နော်ဖနက်ကတော့ဘောင်းမီကတော့ကိုဖနက်ရွှေအောင်ကလည်းအချက်နဲ့ရောကိုဖနက်ပေါ့အိုးတော့လည်းတိုင်းပေါ့ကျွန်တော်ပြောစတော့လော်ပြီးတော့မနေပေါ့နော်ဒါကျွန်တော်ဒီ final result လေးပေါ့နော်ကျွန်တော်ဒီ file မှာချခဲ့ရတယ်ပါမီတိုင်လေးပေါ့နော်ဒီမှာကျွန်တော်မိုင်းတွင်းနဲ့ရှင်းပြီးတော့ထားပြပါတယ် yay so very happy ပါကျွန်တော်ဒီ day 5 video မှာကြောင်းရနေဆိုကျွန်တော်နောက်ထပ် video တွေထပ်လုပ်ပေးပါအောင်မယ်နောက်ထပ် day 5 ကိုကြည့်နေနေဆိုတော့ကျွန်တော် comment မှာpart 2လို့ရေးခဲ့ပေးကြပါဆိုတော့နောက်ပြီးတော့မရပါမယ် see you next video bye bye ကျွန်တော် video လေးကို like subscribe လုပ်ခဲ့ဖို့မေ့ပါနဲ့ကျွန်တော်နာမည်က AK ရိုင်းဖြစ်ပါတယ်